ရင်းစွဲချစ်ချစ်ရင်းနှီးမှုအခြေခံပြီးတော့ဒါကျွန်တော်တွားခဲ့တာဖြစ်ပါတယ်။တွားတဲ့အခါမှာလည်းအိန္ဒိယခေါင်းဆောင်တွေဖြစ်တဲ့သမ္မတရေနောက်တစ်ခါဝန်ကြီးချုပ်မစ္စတာမိုဒီရိုနဲ့လည်းတွေ့ဆုံဆွေးနွေးတာပေါ့။နိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတီးခြားတွေ့ကြတာရှိတယ်။နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနောက်တစ်ခါရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက်နောက်တစ်ခါနေပြည်တော်တည်တည်မှာလည်းဆောင်ရွက်နိုင်ဖို့အတွက်ဒီလိုဆွေးနွေးနိုင်ခဲ့တာနှုတ်တစ်ဖက်လည်းသဘောတူကြပါကျွန်တော်နှစ်ဖက်ပူးတွဲကြီးညာချက်လည်းထုတ်ခဲ့တာရှိပါအဓိကတော့ကျွန်တော်တို့ဘက်ကလောက်ရမှာတော့ကျွန်တော်တို့ဘက်ကတော့ကုန်းအလုပ်ကိုပို့ပြီးတော့မှလုပ်ပြီးတော့ကုန်ထုတ်လုပ်မှုတွေလုပ်ကြဖို့ပေါ့ဒါမှကျွန်တော်တို့လည်းကုန်သွယ်မှုစားသွားနိုင်မလို့တစ်ဖက်ကလည်းကျွန်တော်တို့ကျန်တဲ့လိုအပ်ချက်တွေလည်းကျွန်တော်တို့ပြည်သူလူထုပိုင်းကလည်းဝိုင်းဝန်းကြိုးစားဆောင်ဖို့လည်းရှိပါတယ်ကျွန်တော်တို့ကတော့ဒီလိုလုပ်နိုင်ဖို့ဆိုရင်တည်ငြိမ်အေးချမ်းဖို့ကလည်းအရေးကြီးပါတယ်တည်ငြိမ်အေးချမ်းမှလည်းလုပ်လို့ရမှာဖြစ်တယ်ဒါကြောင့်ပထမဆုံးတော့သူသွားတဲ့အိန္ဒိယအပိုင်းနဲ့ပတ်သက်နေအိန္ဒိယနယ်စပ်မှာရှိတဲ့တက်ဆိုင်သူများအနေနဲ့တိုင်းပြည်ကောင်းစေချင်တဲ့ဆိုလို့ရှိရင်တိုင်းပြည်ရဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ငြင်းချမ်းတဲ့နည်းနဲ့ပူးပေါင်းဆောင်ဖို့လိုပါတယ်ဒီကြိုးစားဖို့လိုပါတယ်သူတို့ရဲ့ကိုယ့်ရဲ့သဘောထားတွေလည်းပြန်ပြီးသုံးသပ်ပြီးတော့မှကျွန်တော်တိုင်းပြည်ကိုကောင်းအောင်ဆောင်ရွက်တော့ဖို့လိုပါလိမ့်မယ်ဒီလိုပဲတခြားနယ်မြေတွေမှာရှိနေတဲ့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီတည်ငြိမ်မှုနဲ့ထိခိုက်နေတဲ့နယ်မြေတွေမှာရှိတဲ့လူပုဂ္ဂိုလ်များအဖွဲ့အစည်းများအနေနဲ့လည်းပြန်နေပြီးတော့တိုင်းပြည်ပြန်လို့သုံးသပ်ပြီးတော့မှတိုင်းပြည်ကောင်းအောင်လုပ်ဖို့အတွက်ငြင်းချမ်းတဲ့နည်းလဲပေါ့နော်ပြောရင်နိုင်ငံရေးစကားပြောနေဒီမိုကရေစီနည်းလမ်းတကြပေါ့ပူပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင်တော့တိုင်းပြည်ကဘာမှမကြပါဘူးတိုးတက်ပါတယ်သိကြပါတယ်နောက်တော့ကကျွန်တော်အခုပြီးခဲ့တဲ့တင်းရက်နေ့စိုက်ပြီးကျောင်းတွေဖွင့်ပါတယ်ကျောင်းတွေဖွင့်တဲ့အခါမှာကျောင်းတွေအရွယ်တွေအားလုံးကျောင်းနေပြီးတော့မှပညာမြင့်တင်မှုနဲ့တူကျွန်တော်အချင်းအတိုင်းတစ်ခုတည်းပေးပြီးတော့စူးစမ်းပြီးစောင့်တောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မျှော်မှန်းတဲ့ကျွန်တော်လူမှုပန်းနိုင်တွေကိုကောင်းမွန်ရောက်မယ်လို့ကျွန်တော်မျှော်မှန်းပါတယ်ပြည်သူလူထုတွေလည်းစူးစမ်းပေးကြဖို့နဲ့လုပ်ပေးကြဖို့ဝိုင်းပူပေါင်းဆောင်ပေးကြဖို့ပဲကျွန်တော်ပြောချင်ပါတယ်အောင်မြင်တဲ့ခီးစဉ်လို့ပြောလို့ရမှာလားဒီကအောင်မြင်ပါတယ်တေးကြပါအောင်မြင်တော့တေးကြပါအများကြီးပါပြောတဲ့သူတို့ပဲပြောတဲ့မှတ်ချက်မျိုးစုံပေးကြမှာပေါ့လေဒါပေမဲ့အဲ့မှတ်ချက်တွေမှာတော့အများကြီးကောင်းတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်ကျွန်တော်တို့သွားရတာလည်းပင်မကျိုးတွေနှက်ပါတယ်ပြန်ကြတော့နှက်ပါတယ်အမကြီးဗုဒ္ဓဂါယမှာဗာစုတောင်းခဲ့လဲခင်ဗျာတိုင်းပြည်အေးချမ်းပါစေဖွံ့ဖြိုးတိုးတက်ပါစေပြည်သူတွေကိုယ်စံတို့ချိုင်းပြတ်မှလုတ်ပြစားတော့နိုင်ကြပါစေဒါကိုကျွန်တော်ဆုတောင်းပါတယ်ဒီနေ့တင်ပါပဲဟုတ်ကဲ့ကဲကောင်းပါအားလုံးကျေးဇူးတင်တယ်